မင်္ဂလာပါဒီနေ့ကတော့15ရက်5လ2025အခုအချိန်အဖြစ်ပြောရဆိုရင်ည7:00နာရီခွဲပေါ့နော်7:00နာရီခွဲအမဘာလို့ဒါမျိုးလေးတွေပြောရလဲဆိုတော့အမတို့အမှတ်တရလေးတွေဖြစ်အောင်လို့ပေါ့နော်ဒီနေ့ကတော့တဲ့အမတို့ကအခုတစ္ဆာလမ်းဆိုင်ကိုရောက်နေတာပေါ့နော်အဲ့အတွက်အဲ့ကနေပြီးတော့အမတို့ဖိုင်ရုပ်တင်မယ်ပေါ့နော်တင်မယ်ဆိုဘာနဲ့ပတ်သက်ပြီးတော့တင်ကြတာလဲဆိုတော့လေအမတို့မနေ့ကမနက်ခင်းအမတို့9နာရီခွဲတော့တနိဋ္ဌာန်နေဆိုကြတယ်ပေါ့နော်ဆိုတဲ့အခါမှာအမတို့ပြီးတော့ report တွေတင်ကြတယ်ပေါ့ report တွေတင်လက်တင်အောင်အမတို့ရဲ့ဆိုင်ခွဲတက်ဆိုင်ရပေါ့နော်ဆိုင်ခွဲတက်ဆိုင်ရခလေးလေးတွေကတဲ့တနိဋ္ဌာန်ဆိုတာမှာအဘာဘာနေပေါ့နော်အဘာဘာဆိုတော့ဗာလဲဆိုရင်အမတို့ကတနိဋ္ဌာန်ကအမတို့စီမှာအမတို့ K ဘက်ကပဲဖြစ်ဖြစ် BO ဘက်ကပဲဖြစ်ဖြစ်အမတို့လုပ်ငန်းကိုစဝင်လာပြီဆိုတာနဲ့အမတို့ဒီမနက်ခင်းဆိုရင်တနိဋ္ဌာန်ဆိုရတယ်ဒါတော့အမတို့ချမှတ်ထားတဲ့သမီးစီမံစည်းကမ်းပေါ့နော်ဆိုတဲ့ခါကျရင် तू ကဒီပေါ့ဆိုလိုက်တဲ့ကိုဆိုလိုက်တဲ့ဒီတနိဋ္ဌာန်ကြီးဆိုရတယ်ဘာလို့ဆိုခိုင်းနေလဲဆိုရင်အမတို့ဒီတနိဋ္ဌာန်တိုင်းကိုအမတို့ကလိုက်ပါဆောင်ရွက်ရအောင်လို့အမတို့ကဆိုခိုင်းတာပေါ့နော်ဆိုခိုင်းတယ်ထားပါတော့ကျမတို့ဒီအလုပ်လျှောက်ဆိုင်ကတဘောတူညီကြတော့စီမီစီကများကိုလိုက်နာပါမည်ကဲဒီအားဆိုရင်ဒီစလုံးကိုစုံနေတယ်ဆိုရင်စုံနေုံနဲ့မပြီးဘူးဒီကောင်ရဲ့အတိတ်ပဲကျမတို့ဒီအလုပ်လျှောက်ဆိုင်ကတဘောတူညီကြတော့စီမီစီကများကိုလိုက်နာပါအလုပ်လျှောက်တဲ့အချိန်အလုပ်လျှောက်တဲ့အချိန်လုံးကကိုရီသဘောတူညီချက်တွေရှိခဲ့တယ်ဗာသဘောတူညီချက်တွေရှိခဲ့တယ်ထားပါတော့ဒါနံပါတ်1ဦးစားပေးနေနေဆိုမမကိစ္စနှစ်ခုကိုဖြစ်ရက်ကိုမူတည်ပြီးတော့ပြပြမှာပေါ့နော်အလုပ်လျှောက်ဆိုင်ကသဘောတူညီချက်တွေမှာဘာတွေပါလဲနံပါတ်1ထားပါတော့မမတို့ရဲ့စီမင်းစည်းကမ်းချက်တွေမှာဆိုရင်အတင်မပြောရတာတွေပါတယ်ပြီးစကားကိုဟိုဒီပို့ဟိုပြောဒီပြောမပြောရတဲ့ဟာတွေပါတယ်ပေါ့နော်ဒီနေ့ဆိုရင်မကလေးတယောက်စီကပြန်ကြားတယ်ဗာကြားလဲဆိုရင်ဒါကတော့ဆိုင်ခွဲတစ်ဆိုင်ရပေါ့နော်မင်းကလေးတွေပေါ့နော်အဓိကမင်းကလေးတွေကစကားတော်တော်များရတယ်နော်ဒီစီမီစီကန်းတွေကိုဒီစလာရှောက်တဲ့ကဒီစီမီစီကန်းကိုမတို့ဖတ်ခိုင်းတယ်ဒီဟာကိုလက်ခံနိုင်တယ်ဆိုတော့မတို့ကလည်းလက်ခံတာလေနော်အဲ့ဒါကိုအဲ့ဒါဟာကိုအလုပ်ခံဒီစီမီစီကန်းကိုကမေ့သွားတော့၎င်းမမိတော့၎င်းပေါ့နော်ဒီဟာတွေကိုတတိမမူမိခဲ့တော့၎င်းဒါလေးကဒီအချက်လေးတွေဆိုခြင်းအဖြစ်မတို့ကဘာတွေငါအလုပ်လျှောက်တော့ငါ့ကိုဘာစီကနေတမထပ်မှတ်ခဲ့လေအဲ့ထားပါတော့ငါအတင်းမပြောအောင်ကိုကအတင်းပြောတတ်တဲ့လူဆိုရင်လည်းအတင်းမပြောတတ်အောင်ကိုကို remind ဖြစ်အောင်လို့မတို့ကဒီအာယုံစိုက်ပြီးတော့မှစိုးစေချင်တာပေါ့နော်ဒါပေမဲ့တနေ့ဒီပေါ့မနေ့ကဆိုင်ခွဲတစ်ဆိုင်ရဆိုရင်ဗာလဲဆိုရင်တနေ့ထံကိုပြပြဆိုတာမြန်တော်တော်လို့ကျွန်တော်လည်းတော်တော်လောကကဆိုတော့ပြကြပဲအားထုတ်ဆောင်ရပါကျွန်တော်လည်းဆိုပြတယ်လောကမြေဆိုရင်တစားမအောင်သိပါမယ် run through အနောက်ကနေပြီးတော့မှကြားလိုက်နေတယ်ပဲဆိုရတယ်ပေါ့နော်ကိုဆိုတဲ့စာဒီကိုဆိုတဲ့စကားဒီကို for effective ဖြစ်အောင်ကိုဆိုရမယ်ကို for effective ဖြစ်အောင်မဆိုဘဲနဲ့အနောက်ကနေပြီးတော့မှကြားလိုက်တယ်လို့ဆိုရတယ်ဆိုတာကလေးတို့အတွက်အကျိုးမရှိဘူးအမပြပြမယ်အမတို့ဆိုရင်တနိဋ္ဌာန်ဆိုတဲ့ခါကျရင်မမလည်းပြောထားတယ်တနိဋ္ဌာန်ကိုဒီကိုယ့်ရဲ့အတန်ကိုကြားအောင်ကိုယ့်ရဲ့အတန်ကိုဒီကိုလဲလိုက်ပါဆောင်ရနိုင်အောင်အမတို့ vibration ကိုယူတယ်ဒီရဲ့လေချောင်းရဲ့တုံခါမှုကိုယူပြီးတော့မှအမတို့ခန္ဓာကိုယ်အလေးဖြစ်အောင်လုပ်တယ်အုံနောက်ကညံတွေကိုပွင့်သွားအောင်အမတို့ကလုပ်ပြီးတယ်အဲ့ဒီတိုင်းပဲဆိုရင်တနိဋ္ဌာန်ဆိုတဲ့ခါကျရင်ဖြည်းဖြည်းလေးနဲ့အေးစစ်စစ်လေးနဲ့ကိုယ့်အတန်ကိုကြားအောင်ဆိုရမယ်ကျွန်တော်တို့ဒီအလုပ်လျှောက်ဆိုင်ကတဘောတူညီကြတော့စီမီစကမ်းများကိုလိုက်နာပါမယ်ကျွန်တော်တို့ဒီလောကကောင်းတို့တက်စမ်းမပြယူတာကြိုးစားပြီးအားထုတ်ဆောင်ရပါမယ်အဲ့လိုပုံစံမျိုးနဲ့ဆိုပါမယ်ဖြည်းဖြည်းချင်းနဲ့ကိုဆိုလိုက်တဲ့စကားတစ်ခွန်းဒီကိုယ့်အတွက်ကိုလုံးဝအကျိုးရှိရမယ်အလုံးဝအကျိုးရှိရမယ်အဲ့လိုပုံစံနဲ့မမတို့ကစိုးသေးချင်ပါတယ်ဒါပေမဲ့မမအနေနဲ့ကလေးတို့ကိုအပြစ်ပြောတာမဟုတ်ဘူးဒါကတတိမမူမိတာပေါ့နော်တတိမမူမိတာဖြစ်တဲ့အတွက်ဒီမမကူဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုရင်အကုန်လုံးမတို့မှာရှိတဲ့ပေါ့နော်အခုဆိုရင်200ကျော်သွားပြီပေါ့နော်200ကျော်တော့ traffic တွေကောtraffic တွေကောကောင်းဆောင်နေတဲ့ဒီကလေးကဒါကိုပြန်ပြီးတော့မှ remind လေးပြန်လို့အော်ငါတတိပြန်ရသွားတယ်ဟုတ်တယ်ငါလေးဆိုရမယ်ဆိုပုံစံမျိုးကိုတတိပြန်ရပြီးတော့မှမတို့တနိဋ္ဌာန်စာလက်ပြန်စာပြီးတော့ပေါ့နော်တနိဋ္ဌာန်ဆိုတဲ့အခါကျရင်နောက်ကနေကြားလိုက်တယ်လို့မျိုးမဆိုဘဲနဲ့ကိုဆိုတဲ့တကြောင်ဆိုရင်လည်းတကြောင်အတိတ်ပဲရှိနဲ့ဒီစကားရဲ့အတိတ်ပဲဒီလုံးရဲ့အတိတ်ပဲဒီစာကြောင်းကိုပါစကနေဆိုလိုက်တဲ့စာကြောင်းတကြောင်ဒီအတိတ်ပဲရှိနဲ့ကိုအတွက်လည်းအကျိုးရှိရမယ်ဆိုတဲ့စိတ်နဲ့ဆိုတာမမတို့ဒီဘာလို့လဲဆိုတော့ဒါတော့မင်းတို့လည်းအကုန်သိပါတယ်မမတင်ကြားရေးတိုင်းလည်းဝင်ပါတယ်ပေါ့နော်အမတို့2023ကနေစပြီးအမတို့ကျေးဇူးတရားတွေကိုအမတို့ပြောတယ်ဆိုရဲဆိုဒါတကယ်လဲအမတို့အတွက် effective ဖြစ်တယ်အမတို့လည်း effective ဖြစ်တယ်အခုလက်ရှိလုပ်နေမမလည်းဝင်နိုင်မယ်ကလေးတို့လည်းဝင်နိုင်မယ်အကုန်လုံးအတူတူပဲဒါပေမဲ့
လူတစ်ယောက်နဲ့တစ်ယောက်ကဘာကွာသွားလဲဆိုတော့ဒီလုပ်ငန်းကကိုယ့်ကိုအကျိုးပေးတယ်ကိုယ့်ကိုတခြားလူကြတော့ကိုယ့်အတွက်အကျိုးမပေးဘူးဆိုတာအဓိက main ဒီကိုယ့်ပုံမှာပဲမှုတည်တယ်ကိုယ့်ရဲ့စိတ်ခံယူချက်ကိုယ့်ရဲ့စိတ်ကမမတို့အရင်တခါပေါ့နော်မမကဟာအုပ်စုလိုက်မီတင်မှာပေါ့နော်မမတွေအကုန်လုံးမီတင်မှာမတို့ပြောဘူးတယ်မောင်ဖြူနဲ့မောင်နေရှိတယ်မောင်ဖြူကကြတော့မော်လမြိုင်ကမောင်နေကကြတော့မန္တလေးကဆိုတော့တဲ့မောင်ဖြူနဲ့မောင်နေကိုဘာလုပ်လိုက်လဲဆိုတော့ခဏလေးနော်အေးဒီမြောက်မန်နေဂျာစားပြီးလို့ဆိုတော့ရောတို့ကဒီ FA ကို FA ကိုပေါ့ what